အောင်မင်္ဂလာပါဒီနေ့ကတော့ဒီမှာနိုင်ငံကပိတ်ကြော်လေးဆောင်နေပါတယ်ဒါတစ်ထောက်ရဲ့တစ်လောက်ရှိတော့150ပေါ့နော်ဒီမှာပြန်နေတက်လိုက်လာပြီဒါလေးကိုအချိုရင်းနဲ့တွဲပြီးတော့တောင်းလိုက်ပါတယ်ပြီးတော့ဒီဟာလေးကကျတော့မကြီးသေးဘူးနော်အဲ့ဒီမကြီးသေးကိုဒီငပိရည်နဲ့တွဲဆောင်လိုက်ပါတယ်ဒီမှာလေဒါအဲ့ဒီမကြီးသေးကိုလို့ငပိရည်နဲ့လို့ဖြူပေးပြီးတော့နေစားမှာပဲဖြစ်ပါတယ်အဲ့ဒါထောင်းတက်တယ်ဖြစ်ရတယ်နေအောင်ဆဲတယ်မကြီးသေးဘူးကဲလားကောင်းစားပြရတူတူပါလားဟုတ်ကဲ့မြောတော့မရအောင်ကောင်းစားလားမနိုင်ဘူးဖြစ်နေတယ်ဘယ်ကြောက်ဝယ်ဖယ်လိုက်ဆိုတော့ဟောပါဟာနော်ဟုတ်နော်အမေများလိုက်ဆန်းကျွေးချီရစလားဘာတကားချွေးရနေအချင်းနေဆိုင်တော့ဒီခါမှမဝါဘူးဝိုင်းပါချင်းကိုဟုတ်လားအားကောင်းတယ်လားဘယ်လိုခေါ်လဲတော့အဲ့လိုပဲကြိတ်ပြတာအဲ့ဒါအဲ့ဒါဒီဘက်ခါတယ်ဆိုဒီဘက်ခါတယ်တက်ခါတယ်ကျောင်းတယ်လေလုံးဝအရသာကွာတာလေပုံမှန်ဆိုလဲထိုင်းရပေးရည်စားနေကြတယ်နော်ဒါပေမဲ့ထိုင်းပေးကြော်အရသာဒီဘက်မှာပေးကြော်မှာဖြည့်ကြော်အရသာခုမှလည်းရစားလိုက်ရတယ်တင်ရတာဆိုပါတော့ရစားရင်ရတာတော့ဒီကိုဘာမှလက်ရပါမျိုးသူကစီရဒီချောင်းမချောင်းလားဘာမှဟာစားကောင်းနေပါလိမ့်မယ်ဟုတ်မယ်ချောင်းနဲ့ချောင်းပြီးမှလက်မှလည်းစီရလေအဆူရပါမျိုးညာပေါင်မိလိုက်ให้หาความบูจีเลยไหมครับคุณครับอีน่าจะเสียเส้นให้ยังไม่บอกนั่นนี่นะตัวนี้บ้าเลยสบายเลยนะบางทีนี่มาคนซูไม่เยอะหรอตัวนี้อะไรอะไรเนี่ยอันนี้ของแล้วมึงเนี่ยนี่จะว่าอะไรcây ra một số nhánh rồi còn lại còn được lắm mà dạ đi bông nhá để thay áp cái gì đâu tao xỉu nó lát đó mình cho sáu bằng này không thấy không đọc đấy nó rất có mình thay là được là đi theo thì có thì thay là có mất là còn hở không gì này nào mà cho nó gì ra đâu mình học ạ nhưng mà mình là coi cho nó bị đặt đi muối là muối rồi cái này muối rồi cái này mày được chơi gì rồi ăn cái này cũng là cái này nhưng mà không biết chơi gì rồi em ổn nhau nào ông đi sốt sao gì vậy cái trong bây giờ mà đi ngang mà rồi nó đi làm nó sẽ là cách là gì rồi đúng rồi đấy cái đó hả đấy mà đây mà đấy còn nó phẳng đâu à nó có nào
အဲ့ဒီနောက်ဆိုလို့စင်ရလေအဲ့ဒီအနှုတ်ဆောက်ကဒီလေအဲ့မှာပေးကြောဆိုင်ရှိတယ်အဲ့ဒီပေးကြောကအကောင်ကြီးလည်းပြင်ဟုတ်ဟုတ်လေအောင်ပိုးလားအောင်ပိုးလည်းရှိတယ်အောင်ပိုးကောင်ကြီးလေကိုက်လာလို့ရှိလို့လေအီရင်းနဲ့လေအထဲမှာအဲ့အောင်ပိုးရောသူလည်းအနှစ်တည်းကအသားတွေပေါ့နော်အသားလို့ပြောတာနော်အီနေအသားကောင်းတယ်နော်ပြဆိုင်လေးဟောအခုအနှုတ်ဆောက်ရနေဗလဲစနေတင်းတောက်ကြနေနေတဲ့တင်းလေးဆိုအမြဲပြန်လာရောက်လာအမြဲကြည့်တယ်မရှိတော့စားကြည့်နေဒီဆိုင်စားကောင်းတယ်ဒီမှာဆိုင်ပဲရောက်တယ်ဖျက်ဖျက်ရောက်လာဒီတော့ဆိုင်ကောင်းတယ်နော်အခုဝယ်ရေးမှာရှိတယ်အောင်ကြီးတယ်ပွဲစီးမှာလည်းအောင်ကြီးရှိတယ်သူဆောင်ကောင်းပြီးတယ်မှာအဲ့ဒီမှာလေဘောဘာတော့ပြလိုက်ပဲစားလိုက်တဲ့အချိန်မှာဘာမှမရှိဘူးတိုက်လိုက်လေးလို့ချွတ်ချွတ်ကြီးဖြစ်နေတော့ကွာအဲ့လိုပေါ့နေအထဲကလေကျွတ်ကောင်းတယ်ဒီရအောင်ကြိုက်ပြုတ်ပြုတ်လေးနဲ့ကိုက်လိုက်အေးလေးတောက်ကြိုက်ပြည့်တဲ့လေးပါအဲ့တော့ချင်းချင်းနာပြီးတယ်မြန်ရောက်ကြည့်အကြောင်းကြမြန်ရောက်ပြီးတယ်ပုံမှန်လို့ရှိရင်အချင်းစားတာကြိုက်တယ်ဟုတ်လားတစ်ခါတလေတောက်လို့ပြည့်တယ်မရှိဘူးဆိုတော့ပဲဘူးဘူးတောင်လည်းသွားပြီးတော့မကြီးကြီးထုတ်မကြီးကြီးတို့လည်းဆုပ်ကားတော့ထုတ်လို့ရှိရင်ငါပြရင်ထဲငါပြီးထဲငါပြီးချမောက်ထဲချုံမောက်ထဲတကြားထဲတရားနည်းနည်းလေးထဲတယ်ထဲတယ်ဟုတ်တယ်လည်းဆိုကြားထဲတော့ကြည့်မွေးတော့စားကောင်းညမကြီးရတယ်ဆိုရင်ရှင်းတော့ဒီလိုရှာတယ်ချူရတယ်ထိုင်းမှာလေမကြီးလေးများတော့ချူအဲ့တော့ရှင်းတဲ့တွေ့ရတယ်ဆိုချူရကစားကြည့်စင်ထပ်ပြီးစားတော့ရတာစားမနဲ့ခါတန်းတော့ပုတ်သူ့ပေါင်မှာလေအားစားမှမရှိတော့တယ်ဗျစားကောင်းညကြည့်ရတယ်ကြီးစောကောင်းကြီးပြန်နေအောင်ပုံများရအောင်wah ini dia macam apa di kepala sama saya kadang-kadang dulu pluk bisa ya ini video ya tapi kita sakit ada di mana ya di mana ya video no soalnya video itu nanti kemarin bye bye